ခွေးလေးတွေမှာတွေ့ရတဲ့ကြောက်ယောဂါမှာဆိုလို့ရှိရင်ကျွန်တော်တို့လက္ခဏာတွေကိုအကျန်းအားဖြင့်အပိုင်းနှစ်ပိုင်းခွဲလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနဦးအဆင့်မှာတွေ့ရတဲ့လက္ခဏာနဲ့နောက်ဆုံးအဆင့်မှာတွေ့ရတဲ့လက္ခဏာဆိုပြီးမှအပိုင်းနှစ်ပိုင်းခွဲလို့ရတယ်ပေါ့နော်အကယ်၍ကိုကကနဦးအဆင့်မှာတွေ့ရတဲ့လက္ခဏာတွေပေါ်မှာမူတည်ပြီးတော့ကြောက်ယောဂါလို့တန်တရားဖြစ်တယ်ဆိုလို့ရှိရင်နိစ္စရာတိရစ္ဆာန်ဆေးကုခန်းတွေကိုတွားပြီးတော့မှကျွန်တော်တို့ test kit တွေနဲ့စစ်ဆေးတာလုပ်ပြီးတော့ဆေးဝါးကုသမှုစနစ်တကျတေချာလေးခံယူမယ်ဆိုလို့ရှိရင်ပြန်ကောင်းဖို့ရာဂိုင်နှုန်းကများတဲ့အထဲမှာပါတယ်ဒါပေမဲ့လို့တစ်ခုရှိတာကကြောက်ယောဂါရဲ့နောက်ဆက်တွဲလက္ခဏာတွေအနေနဲ့အာယုံကြောဆိုင်ရာလက္ခဏာအနည်းငယ်လေးတွေတော့ကြံတတ်တာမျိုးတော့ရှိတတ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကပေါ့နော်ဒီကနဦးလက္ခဏာတွေကိုကြော်လွန်ပြီးမှနောက်ဆုံးအဆင့်လက္ခဏာရောက်မှစေကန်းသွားတယ်ဆိုလို့ရှိရင်နော်ဒီဖို့ရာဂိုင်နှုန်းက100ရာဂိုင်နှုန်းလောက်ထိကိုရှိတာကိုကျွန်တော်တို့သွားပြီးမှတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံးအဆင့်မှာတွေ့ရတဲ့လက္ခဏာတွေမှာဘယ်လိုမျိုးသောလက္ခဏာတွေပါဝင်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီနေ့မှာဆွေးနွေးကြည့်ကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကြောက်ယောဂါဟာဆိုလို့ရှိရင်သူ့ရဲ့အစပြိုးတာကပေါ့နော်ကျွန်တော်တို့တခြားသောဒီယောဂပိုးရှိတဲ့အကောင်တွေနဲ့ထိတွေ့မိရကနေပြီးမှဒီရဲ့ယောဂပိုးကဥထဲကိုရောက်တယ်ဥကနေတဆင့်ကျွန်တော်တို့သွေးကြောတွေကထဲကိုသွားတယ်သွားပြီးတော့ကျွန်တော်တို့အုံနောက်ထိကိုရောက်သွားတယ်ဆိုပြီးမှဒါအကျဉ်းပြင်းပြောလို့ရတယ်ပေါ့နော်အုံနောက်ရောက်သွားတဲ့အဆင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့အုံနောက်မှာရှိတဲ့ပင်မအာယုံကြောဆိုင်ရာအဖွဲ့အစည်းစနစ်ကြီးကိုသူ့အနေနဲ့အပြင်းထန်တိုက်ခိုက်တယ်တိုက်ခိုက်ပြီးလို့ထိခိုက်ပျက်စီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာယုံကြောဆိုင်ရာလက္ခဏာတွေကိုကျွန်တော်တို့အပြင်းထန်တွေ့ရတယ်အဲ့လိုအခြေအနေကိုကျွန်တော်တို့ဒါနောက်ဆုံးအဆင့်လို့ဒါပြောလို့ရတယ်ပေါ့နော်ဒီအခြေအနေမှာဆိုလို့ရှိရင်ခွေးလေးတွေကရံဖန်ရံခါတက်တာမျိုးတွေဖြစ်တတ်တယ်တကူလုံးကတောင့်တင်းနေတာမျိုးတွေကျွန်တော်တို့ဖြစ်တာမျိုးရှိတယ်လို့ဗဇက်ကနေပြီးမှအမြုပ်တွေထွက်လာတယ်သွားကကြိတ်ဝါးနေတဲ့ပုံစံမျိုးတွေပြုလုပ်တာမျိုးအိတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ဆက်နဲ့၃ခါနေတာမျိုးအိတ်မနေဘူးဆိုရင်လည်းကျွန်တော်တို့တစ်ဆက်၃ခါနေတာမျိုးတွေရှိသလိုရံဖန်ရံခါအော်ဟစ်နေတာမျိုးကိုကျွန်တော်တို့ကြားရမှာဖြစ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီခြေလက်တွေဟာဆိုလို့ရှိရင်လည်းလုံးဝမတန်ဆွမ်းတော့တဲ့အနေထားလေဖြတ်သွားတဲ့ခွေးလေးတစ်ကောင်အဖြစ်သို့ကျွန်တော်တို့ရောက်သွားပြီးတော့မှကျွန်တော်တို့ဟန်ချက်ကိုလည်းလုံးဝမထိန်နိုင်တော့ဘူးလမ်းလျှောက်မယ်ဆိုလို့ရှိရင်ချက်ချင်းဘိုင်းကနေလဲကြတာမျိုးတွေဆက်ရုပ်တရုပ်လိုပေါ့နော်ဆက်ရုပ်ကလမ်းလျှောက်တဲ့ပုံစံလိုမျိုးကြီးနဲ့ကျွန်တော်တို့ကွေးလိုက်ဆန့်လိုက်ကွေးလိုက်ဆန့်လိုက်အဲ့လိုပုံစံမျိုးကြီးဖြစ်နေတာမျိုးကိုကျွန်တော်တို့တွေ့ရတာမျိုးတွေရှိလိမ့်မယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နောက်ခြေထောက်တွေလေးဖြတ်သွားပြီးမှစီဝမ်းတွေမသွားနိုင်တော့တာမျိုးတွေဒါမျိုးတွေကအစကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဥစ္စာမှာဆိုလို့ရှိရင်ကျွန်တော်တို့သူတို့နှာခေါင်းကနေပြီးမှနှာရည်တွေအများကြီးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့နှာခေါင်းသားတစ်ဝိုက်ကလုံးဝကိုမာကြောလာတာမျိုးတွေအကွဲလာတာမျိုးတွေကိုကျွန်တော်တို့ဒါတချို့အကောင်တွေမှာတွေ့ရတယ်တချို့အကောင်တွေမှာကျတော့ဒီလိုမျိုးတွေ့ရတာမျိုးမရှိဘူးပြီးရင်နောက်တစ်ခုကသူတို့ရဲ့ခြေပွားတွေကအရန်ကိုမာတောင့်လာတဲ့ပုံစံမျိုးအကွဲနေတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေညီနေတာမဖြစ်မနေတွေ့ရမှာမျိုးတွေရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကပေါ့နေဒီရဲ့ကြောက်ယောဂါကအာယုံကြောဆိုင်ရာဖွဲ့စည်းကိုတိုက်ခိုက်တယ်လို့ကျွန်တော်တို့ဒီမျက်လုံးနဲ့ဆိုင်တဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မျက်လုံးလုံးဝကွယ်သွားသည့်အထိတိုက်ခိုက်တာမျိုးတွေကိုလည်းကျွန်တော်တို့ဒီအနေနဲ့ဒါတွေ့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အခြားသောပြင်းထန်တဲ့လက္ခဏာသူတို့ဒီအနေနဲ့အသက်ထွက်တော့မဲ့အနေအထားမျိုးအခြေအနေကိုရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့တွေ့ရမှာဖြစ်တယ်ပေါ့နော်လုံးဝသူတို့ဒီအနေနဲ့အသက်ရှူရတာခက်ခဲလာတယ်ခန္ဓာကိုယ်ကလည်းတုံရီဖြစ်နေတယ်ဆက်နဲ့တုံနေတယ်ပြီးရင်အရန်နာကျင်တဲ့အတွက်ကြောင့်မလို့အော်နေတာမျိုးတွေလည်းရှိတယ်ဒါမျိုးအခြေအနေတွေရှိနေပြီဆိုလို့ရှိရင်ကျွန်တော်တို့သူတို့အတွက်ဒါနောက်ဆုံးချိန်ကိုနီးလာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သွေးဝမ်းတွေရုပ်တရက်သွားတာမျိုးသွေးဝမ်းမဟုတ်ဘူးဆိုလို့ရှိရင်တော့မှဝမ်းအမဲတွေထွက်လာတာမျိုးဒါမှမဟုတ်လို့ရှိရင်အပြင်းအထန်ကိုအန်တာမျိုးပေါ့နော်ရေဝင်ရေပြန်အန်တယ်ဓာတ်စားတိုက်ရင်ဓာတ်စားပြန်အန်တဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအနေနဲ့သူတို့တွေကိုလက်လွတ်ဆုံးရှုံးရတော့မယ်ဆိုတာကိုသိထားဖို့တော့လိုအပ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကနဦးတွေ့ရတဲ့လက္ခဏာမှာကလေးကကျွန်တော်တို့တိရစ္ဆာန်ဆေးကုဆရာဝန်ကြီးမှာစနစ်တကျကုသမှုတေချာခံယူဖို့လိုအပ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်နောက်ဆုံးအဆင့်မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့လုံးဝကယ်လို့မရတဲ့အနေအထားတွေကိုရောက်သွားမယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒါသတိထား